မျိုးသမီးတဦးသည်အိမ်ပြန်လန်းတွင်လူရန်ကားသို့မဟုတ်တကိုးတဦး၏နောက်ဆက်ခြင်းကိုခံနေရသည်သို့သောသူမမသိလိုက်သည်မှာရေကန်နီးရှိငွေကြီးတစ်ကောင်ကသူတို့ကိုစောင့်ကြည့်နေခြင်းပင်ဖြစ်ပြီးအမျိုးသမီးငယ်အနေနဲ့ကြုံတွေ့ရမည့်ဆဲဆဲတွင်ပဲထိုငွေကြီးသည်ရန်ကားသူကိုရစ်ပတ်ကရေကန်အောက်ခြေသို့ဆွဲနှက်သွားခဲ့သည်မျောလင်းထားသည့်အတိုင်းပင်ငွေကြီးသည့်အစာကိုလာဟတ်သဖြင့်တန်ကြိုးတွင်တက်ဆင်ထားသောခေါင်းလောင်းတံများမြည်လာခဲ့သည်မိုက်သည်ရှိသမျှခွန်အားကိုသုံး၍ဆွဲခဲ့တော်လဲငွေကြီးကိုဆွဲထုတ်နိုင်မည့်အစားသူကိုယ်တိုင်ပါကူထဲသို့ဆွဲသွင်းခြင်းခံရလူနီးပါးဖြစ်သွားခဲ့သည်ကံကောင်းထောက်မစွာဖြင့်ဂျန်နှင့်အသက်ကြီးသူတို့ကအချိန်မီတုတ်ပြန်နိုင်ခဲ့ပြီးမိုက်မျောပါမသွားစေရန်နှင့်ငွေကြီးကိုဆွဲထုတ်နိုင်ရန်တန်ကြိုးကိုဝိုင်းဝန်းဖန်ဆွဲခဲ့ကြသည်ထို့နောက်အသက်ကြီးသူကအခြားနည်းလမ်းတစ်ခုကိုစဉ်းစားမိပြန်သည်သူတို့သည်ကန်ဆော့ဖော်ကိုမိရှို့ပြီးဂူထဲသို့မိခိုးများမှုတ်သွင်းရန်ရက်တောင်ကိုအသုံးပြုခဲ့ကြသည်မကြာမီမှာပင်မွေကြီးသည်မိခိုးတံကိုမခံနိုင်တော့ဘဲရင်း၏အတိုက်အုံထဲမှတွားသွားပြီးထွက်လာခဲ့သည်ထိုများလောက်ကြီးမားသောတတဝါကြီးနှင့်ထိတ်တိုက်တွေ့သောအခါအမျိုးသားနှစ်ဦးမှထိတ်လန့်သွားပြီးနောက်ဆုတ်သွားခဲ့ကြသည်သို့သောမွေကြီးကသူတို့ကိုထိုမြလွယ်လွယ်နှင့်လွတ်ပေးရန်အစီအစဉ်မရှိပေချက်ကိုဒဏ်ရာရအောင်လုပ်ပြီးနောက်အင်းကမိုက်ထံသို့အာယုံပြောင်းသွားခဲ့သည်အနေရရှိမှန်းသိလိုက်သဖြင့်မိုက်သည်လှည့်ပြေးတော်လဲမွေကြီးကဇွဲမလျှော့ပဲထက်ချက်မကွာလိုက်လံတိုက်ခိုက်သည်သို့သောမိုက်သည်အသက်ကြီးသူထောင်ထားသောထောင်ချောက်ထဲသို့တက်တက်တိုးမိသွားသည်အသက်ကြီးသူသည်ပြုပြင်မိုးမှတ်ထားသောမြားနှင့်လေးကိုအသုံးပြု၍မွေကြီးကိုတက်တက်ပစ်ခတ်လိုက်ပြီးအောက်သို့ခုန်ချကာကျိုးကိုတုံး၍မွေကြီး၏ခံဓာကိုမြေပြင်မှအထက်သို့ဆွဲတင်လိုက်သည်နာကျင်မှုကြောင့်မွေကြီးသည်ဒေါသအမျက်ချောင်းချောင်းထွက်သွားပြီးအသက်ကြီးသူနောက်သို့အသေးအတန်လိုက်ပါတော့သည်အသက်ကြီးသူသည်ထိုခွင့်ရေးကိုသုံးကာတစ်ပင်တစ်ပင်ကိုပတ်၍ပြေးခဲ့ပြီးအကြိမ်နှဲငယ်ပတ်မိပြီးနောက်မွေကြီးကိုတစ်ပင်နှင့်ရစ်ပတ်ကာထောင်ချောက်ဆင်နိုင်ခဲ့သည်မိုက်ကအခွင့်ကောင်းကိုအရယူကဝင်ရောက်တိုက်ခိုက်တော်လဲမွေကြီး၏အမည်နှင့်ရိုက်ပုတ်ခြင်းကိုခံရကလေထဲသို့လွင့်ဆင်သွားခဲ့သည်ယခုချိန်တွင်မူအသက်ကြီးသူသည်မွေကြီးကိုဆက်လက်ထိန်းချုပ်ထားနိုင်ရန်မနှဲယုံကန်နေရသည်မွေကြီးယုံထွက်တော်မူဆဲဆဲတွင်ပဲအသက်ကြီးသူသည်လျှို့ဝှက်လက်နက်တစ်ခုကိုထုတ်ယူကာအမြန်တက်ဆင်လိုက်သည်မွေကြီးလွတ်မြောက်ခါနေတွင်အသက်ကြီးသူကထိုလက်နက်နှင့်ငင်းဤကောင်းကိုချိန်ရွယ်ကာပစ်ခတ်လိုက်သည်အဝါရောင်မီကိုလုံးကြီးတစ်ခုထွက်ပေါ်လာပြီးမွေကြီးသည်အစိမ့်ငွေ့ကြောင့်တတိလေးမင်းမျောသွားခဲ့ရရှာသည်